တန်လွင်ခဲအထည်စုံဆိုင်နဲ့ကရင်ရိုးရာထည်စုံဆိုင်ကိုသွားပါမယ်မင်္ဂလာပါခင်ဗျာတန်လွင်ခဲအထည်စုံနဲ့ကရင်ရိုးရာထည်စုံဆိုင်မှာကျူဆိုရတယ်ကဲသွားပါခင်ဗျာဒါတော့ပစိုးပါနော်လှလိုက်တာဒါလေးလူချင်းတယ်ဒါကတော့ဘယ်လောက်လဲဒီမှာဈေးနှုန်းရေးထားရင်နော်ဒါလည်းလှတယ်ဒါလည်းလူချင်းတယ်ဒီအော်အင်ဂျီချောင်းကြည့်အောင်မယ်ဒါနဲ့ဆိုလိုက်လာလှတယ်ဒါကတော့တီးတယ်နော်တီးတယ်ဒါကျွန်တော်နဲ့မလိုက်ဘူးဒါကပါလေအော်ဒါကီဘာကရင်အင်ဂျီဟုတ်ပြီဟိုဟဲ့ဒီတစ်ချက်လှတယ်ဒီတစ်ချက်ယူမယ်နော်ဒီတစ်ချက်ယူမယ်ထားပြီးနော်ဒီတစ်ချက်တကယ်ယူမှာဒါလေးတွေကလှလိုက်တာအိုးဒီဟောဒါနည်းနည်းကြီးတယ်โอ้ဒီတစ်ဆိုတော့ပဲဂျင်းပေါင်းပြီလေဒါတော့ဂျင်းပေါင်းပြီလေဒါယူမယ်ပြီးတော့အော်ဒါအတူလေးပါလေဒါတော့အကစားအင်ဂျီ sorry အကစားပေါင်းပြီအိုးအကစားပေါင်းပြီလေးတစ်ထည့်ယူမယ်ကရင်အင်ဂျီကတော့နောက်မှလာယူတော့မယ်ထားပေးအောင်နော်အဲ့ဒါဆိုရင်ဒါလေးထုတ်ထားပေးရမယ်နော်ကဲရပါပြီခင်ဗျာဒါတော့ဂီဘာကရင်အမျိုးသမီးအင်ဂျီမာဒါအစိမ်းရောင်ဒါကတော့အဝါရောင်ဖြစ်ပါတယ်ဒါတော့ကရင်အမျိုးသားပစိုးဒါကရင်မျိုးသားပစိုးဒါတော့ကရင်အမျိုးသားအင်ဂျီနော်အင်ဂျီပါတယ်ဒါကတော့ကရင်အမျိုးသမီးထမိန်ဒါကတော့ကရင်အမျိုးသမီးလူငယ်တွေဝတ်တဲ့အင်ဂျီတွေပေါ့နော်ဂါဝွန်လေးတွေပေါ့နော်ဒါလေးကတော့ကရင်အမျိုးသမီးဝိုင်းဆက်လေးပေါ့နော်ဒါလေးကတော့ရှော့လဲပါပါတယ်ဒါလေးတွေကတော့ဂေဘာထမိန်တွေဖြစ်ပါတယ်ရောင်စုံလေးရှိပါတယ်ဒါတော့ပေါင်အိတ်ကပ်ပြီနော်ပေါင်အိတ်ကပ်ပြီဒီတော့နောက်တစ်ချက်ရှိသေးတယ်ဒါလေးကလည်းပေါင်အိတ်ကပ်ပဲကဲခုနပဲဒါလေးတွေကတော့လွယ်အိတ်ပေါ့နော်ကရင်လွယ်အိတ်ဒါလေးတွေကဘေးလွယ်အိတ်ဒါတော့ချောကိုအိတ်ဒါတော့လွယ်အိတ်တော့ဒီဘာကီအင်းစီဖြစ်ပါတယ်ဒီဆိုင်မှာလာပြီးတော့သူရောက်တဲ့တိုင်းပေါ်ဖြတ်ထင်တာယူကောင်းချပေးပါစေ